တရိษံယုံဆိုတာမိသားစုတွေပျော်ပျော်ရွှင်ရွှင်လဲပတ်ရမယ့်နေရာတစ်ခုပါဒါပေမဲ့သတ်မှတ်ထားတဲ့စီးကမ်းချက်တစ်ခုကိုလစ်လျူရှုလိုက်တဲ့အခါအဲ့ဒီပျော်ရွှင်စရာဆိုတာဟာငရဲကန်းတစ်ခုအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်အခုတင်မြင်နေရတဲ့မြင်ကွင်းကတော့တကယ့်ကိုထိတ်လန့်စရာဖြစ်ရတစ်ခုပါပဲဒီဖြစ်ရဟာ2024ခုနှစ်ဧပြီလကုန်ပိုင်းကတရုတ်နိုင်ငံရှန်တိုးမြို့ကဇုံရှန်ပန်းချန်တရိษံယုံမှာဖြစ်ပွားခဲ့တာပါဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်းချင်းသေးမတစ်ကောင်ဟာတန်တိုင်ကြားကနေသူ့ရဲ့တန်မာလာတဲ့လက်သေးတွေနဲ့ခလင်းငယ်တယောက်ရဲ့ချက်တော့ကိုအတင်းအဓမ္မဆွဲယူဖို့စ조사နေတာပဲဖြစ်ပါတယ်ခလင်းငယ်ဟာလုံကြုံရေးတန်လောင်အိမ်နဲ့အရန်နီးနီးကက်ကက်ထိသွားခဲ့ပုံရပါတယ်တော်ရိုင်းတရိษံရဲ့သဘာဝအရာသူတို့ဟာအမဲလိုက်ခြင်းနဲ့စိတ်ရိုင်းအပြည့်ရှိနေပြီတန်တိုင်ကြားကနေထိုးထွက်ပြီးဖမ်းယူနိုင်တဲ့ဘဲအရာကိုမဆိုသူတို့ရဲ့သားကောင်အဖြစ်သတ်မှတ်လိုက်တာပါဘီနာမှာရှိတဲ့လူကြီးတွေကခလေးကိုအသေးအတန်ပြန်ပြီးလူယူဆွဲထုတ်နေရပါတယ်ချင်းသီးရဲ့အင်အားဟာလူသားတယောက်တည်းအစပေါင်းများစွာတန်မာလာတဲ့အတွက်ဒီခလေးငယ်ဟာစက္ကန့်ပိုင်းအတွင်းမှာပဲလောင်အိမ်လေးကိုပါသွားနိုင်တဲ့အခြေအနေပါဒါဟာကျွန်တော်တို့အတွက်အရန်ကြီးမားတဲ့သင်ခန်းစာတစ်ခုပါတရိษံယုံတွေမှာအနီးကပ်မသွားရဆိုတဲ့သတိပေးချက်တွေဟာအလကားအပိုသက်သက်လှုပ်ထားတာမဟုတ်ပါဘူးကံကောင်းသွားတာကဒီဖြစ်ရမှာခလင်းငယ်ဟာချင်းသည့်လက်ထဲကနေလွတ်မြောက်ခဲ့ပြီးစိုးရိမ်ရတဲ့ထံရမရရှိခဲ့ပါဘူးဒါပေမဲ့လူတိုင်းကဒီလိုကံကောင်းခြင်းမှာကံကောင်းပါပါလူကြီးမိဘတွေအနေနဲ့လဲတရိษံယုံသွားတဲ့အခါမိမိတို့ရဲ့အဖိုးတန်ကလေးတွေကိုမျက်စိအောက်ကအပြောက်မခံဘူးနဲ့တရိษံတွေဟာသူတို့ရဲ့တဘာဝပီစာကိုဘယ်တော့မှစွန့်လွတ်မှာမဟုတ်ဘူးဆိုတာကိုအမြဲသတိပြုစေချင်ပါတယ်ဒီဖြစ်ရအပေါ်တင်နုရောဘလူမြင်လဲတရိษံယုံရဲ့လုံခြုံရေးအားနည်းချက်လားဒါမှမဟုတ်လူတွေရဲ့ပေါ်စာမှုလား comment မှာရေးပေးခဲ့ကြပါ